လောကမှာအတွေးခေါ်စဉ်းစားပုံတွေကဒုနဲ့တူမတူကြဘူးမြတ်စွာဘုရားရဲ့စဉ်းစားပုံမိတ်မြတ်ပုံတွေကတော့ခဏခေတ်လူတွေထီအောင်လက်ခံနိုင်တယ်အားလုံးစဉ်းစားတဲ့ပုဂ္ဂိုလ်တိုင်းလက်ခံနိုင်တဲ့အနေအထားမျိုးရှိတယ်တချို့ကိစ္စတွေကလက်ခံနိုင်တဲ့အနေအထားမရှိဘူးမြတ်စွာဘုရားကအဲ့ဒါလို့တစ်ခါမှရှုပ်တိမရှိတာမျိုးနဲ့ပြောတာမျိုးလုံးဝမရှိဘူးဒါမို့မြတ်စွာဘုရားရဲ့သမ္မြုဒဉာဏ်ဆိုတာသိခြင်းလို့စဉ်းစားလိုက်လို့ရှိရင်အားလုံးသိသွားတဲ့ဉာဏ်မျိုးအဲ့ဒါကိုပဲအထိပ္ပယ်တစ်ခုနဲ့ပြောတဲ့အခါအနာဝရဏဉာဏ်အနာဝရဏဆိုတာနာအာဝရဏအပိတ်ပင်မရှိဘူးလို့ပြောတယ်တချို့ကျတော့သိစရာကိုစဉ်းစားလိုက်တဲ့အခါရှေ့တိုးလို့မရဘူးမသိကောင်းကုတ်ချင်နိုင်ကုတ်မရဘူးရှေ့မသိတော့ဘယ်လိုစဉ်းစားလို့မှမသိဘူးအဲ့ဒါပိတ်ဆို့ခံနေရတယ်ခေါ်တယ်အကြောင်းအရာတစ်ခုကိုသိချင်လို့ကြည့်ရင်လမ်းဆုံးနေတယ်မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးသိစရာရှိလို့ကြည့်လိုက်တယ်ဆိုရင်အလုံးကိုတစ်ခါလဲအစားဆုံးသိသွားတယ်အပိတ်ဆို့လမ်းမှာတစ်ဆို့နေတာမရှိဘူးလို့ဆိုလို့အလုံးအောင်ရှင်းနေလင်းနေအကုန်သိသွားအဲ့ဒီသိတဲ့တပ္ပညုတဉာဏ်ရှိတာမြတ်စွာဘုရားဟောအဲ့တပ္ပညုတဉာဏ်ဟာကိုသိကျင်လို့ကြည့်လိုက်ပြီဆိုလို့ရှိရင်တော့အပိတ်ဆို့မရှိအလုံးကိုသိနိုင်တဲ့တပ္ပညုတဉာဏ်တစ်ချိန်နဲ့သိတာလည်းမဟုတ်ဘူးနော်သိလို့တဲ့အကြောင်းအရာကိုပဲသိတယ်ဒါသဘာဝကြတယ်လေဘယ်ပဲဖြစ်ကိုစဉ်းစားတာပဲသိမယ်မစဉ်းစားတာပဲသိမယ်ဒါလူသဘာဝပဲလေအလုံးတစ်ပြိုင်နဲ့သူကသူသိနေတယ်ဆိုမရှိဘူးအိန္ဒိယနိုင်ငံမှာဒီနောက်ပိုင်းမှာထူးထူးခြားခြားဘာသာရေးသမားတူပေါ့ဦးလေတခြားပုဂ္ဂိုလ်တွေလည်းရှိကောင်းရှိမှာသူကဘာလို့တော့ဆိုရင်သူကောင်းနှစ်ဖူးမှာသူကမိထွန်းထားတယ်မြဲတာထပ်ပြီးလို့ဟာမျိုးပေါ့လေဘာလို့တော့ဆိုရင်အဲ့ဒါသူကဘာလို့သင်္ကေတလောက်တာတော့ဆိုရင်သူ့ရဲ့အသိဉာဏ်ကြီးအများရန်လင်းနေတယ်ဆိုတဲ့အတိတ်ပဲပြောတခါသူကဘိုက်ကိုကြီးပြားကြီးပတ်ထားတယ်ကြီးပြားကြီးဘာလို့ပတ်ထားတာတော့ဆိုလို့ရှိရင်သူ့ရဲ့ပညာတွေကအမတန်များလို့မဆန့်ရင်ပေါက်ထွက်တော့မှဆိုလို့သစ္စကပရပိုက်တို့လို့ပေါ့လေအဲ့လိုမျိုးလည်းရှိတယ်သူ့အတွေးတွေနဲ့လောက်ကြတာမျိုးရှိတယ်မြတ်စွာဘုရားအဲ့လိုမျိုးတစ်ခုမှမပါဘူးအဲ့ဒီလိုဟာမျိုးတစ်ခုမှမရှိဘူးအဲ့တော့မြတ်စွာဘုရားကသိရရှိလို့ကြည့်လိုက်တဲ့ဆိုရင်သဗ္ဗညုတဉာဏ်ဆိုတာအလုံးသိတယ်ဉာဏ်ကမြတ်စွာဘုရားကအမျိုးမျိုးရှိတယ်ဉာဏ်တော့တတယတပလဉာဏ်ရဲ့စွမ်းအား10မျိုးဆိုတာဟောထားရှိတယ်အဲ့ဒါပဲကံအကြောင်းသိခြင်းကံကိုကံအကြောင်းပဲစဉ်းစားတယ်ဘဝအကြောင်းသိခြင်းဘဝဓမ္မအကြောင်းသိခြင်းဓမ္မသူ့လိုက်နဲ့သူစဉ်းစားတွေးခေါ်လိုက်လို့ရှိရင်ဘယ်ဟာပဲဖြစ်ဖြစ်ကုန်းစင်အောင်သိသွားတယ်အဲ့ဒီအသိမျိုးဆိုလို့ပေါ့နော်အဲ့တော့မြတ်စွာဘုရားဗုဒ္ဓလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာအသိဉာဏ်ဘယ်လိုအသိဉာဏ်လို့ဆိုရင်သိခြင်းလို့ကြည့်လိုက်တာနဲ့တပြိုင်နက်အားလုံးသိတဲ့ပုဂ္ဂိုလ်ဖြစ်အဲ့ဒါမှဗုဒ္ဓဖြစ်အကုန်မသိဘူးဆိုရင်တော့ဗုဒ္ဓမဟုတ်သေးဘူးသိစေသိခြင်းလို့လောကမှာမသိတဲ့အရာဆိုတာမရှိဘူးမပြောတဲ့အရာနဲ့မလုပ်တဲ့အရာပဲရှိတယ်ဘယ်ဟာတော့ပြင်မသိတဲ့မှုမသိခေါင်မှုဆိုတာမရှိရဘူးအားလုံးမသိတဲ့အရာဆိုတာမရှိဘူးမကောင်းတာကိုလည်းမကောင်းမှုလို့သိရမကောင်းတာလည်းသိရတာပဲကောင်းတာလည်းသိရတာတော့ဘယ်ဟာပဲဖြစ်ဖြစ်သဘာဝသူ့သဘာဝတိုင်းသိတာဒါအသိညာသို့တော့သိတိုင်းပြောရမလားလို့ဆိုပြောသင့်မှပြောသိတိုင်းလုပ်ရမလားဆိုလုပ်သင့်မှလုပ်မလုပ်သင့်တဲ့အလုပ်တွေရှိတယ်မပြောသင့်တဲ့စကားတွေရှိတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားစကားဆိုလဲကန့်သက်ရှိတယ်လောကမှာပြောလိပြောထားရှိတဲ့စကား6မျိုးထဲမှာမြတ်စွာဘုရား2မျိုးပဲပြောတယ်မြတ်စွာဘုရားပြောတဲ့စကား2မျိုးပဲရှိတယ်ဘာလို့ဆိုရင်ဘုရားပြောတဲ့စကားသိမှန်ကန်ရမယ်နော်အကြောင်းအရာမှန်ကန်ရမယ်အကျိုးရှိရမယ်အဲ့ဒီနှစ်ခုကအဓိကပဲသူပြောတဲ့စကားသိရလောရမှာမရှိဘူးမှန်တယ်မှန်တယ်ပြောလားဆိုမပြောမှန်လဲမှန်ရမယ်ကိုပြောလိုက်တဲ့စကားဟာအကျိုးရှိတဲ့စကားဖြစ်ကောင်းကျိုးချမ်းသာကိုဖော်ဆောင်နိုင်တဲ့စကားဖြစ်တချို့ကမှန်တော့မှန်တယ်လေကောင်းကျိုးမဖြစ်တာတွေရှိသေးတယ်မှန်တာပြောရိုက်တတ်တယ်ဆိုတာမှန်တာပြောလို့ဖန်ခံရတာတွေရှိတယ်လေမှန်တိုင်းလည်းပြောရတာမဟုတ်မှန်ပြီးတော့ကောင်းကျိုးချမ်းသာပေးတဲ့စကားမျိုးပဲပြောအဲ့တော့မြတ်စွာဘုရားပြောတဲ့အချိန်မှာမှန်လဲမှန်တယ်ကျိုးလည်းရှိတယ်အဲ့တော့ဒီနှစ်ခုကိုမူတည်ထားပြီးတော့
လောကလူတွေကိုချိလိုက်တဲ့အခါမှာမြတ်စွာဘုရားပြောတယ်မှန်တယ်အကျိုးရှိတယ်ဆိုတဲ့စကားကိုတချို့စကားကိုလူကကြိုက်တယ်တချို့စကားကိုမကြိုက်ဘူးဒါတော့လူနဲ့ဆိုင်တယ်အဲ့တော့မြတ်စွာဘုရားရဲ့ရွေးချယ်မှုကမှန်ပြီးတော့အကျိုးရှိတာကိုရွေးတယ်အဲ့နောက်ထပ်လာတဲ့ကြိုက်တယ်လူတွေကကြိုက်တယ်လူတွေကမကြိုက်ဘူးအဲ့တော့ကြိုက်လည်းပြောမှာပဲမကြိုက်လည်းပြောမှာလို့ဆိုလို့ဒါအလွယ်လေးမှတ်ဖို့ပြောတာနော်မှန်ရမယ်အကျိုးရှိရမယ်ဒါပေမဲ့လူကြိုက်တယ်ဒါတခွန်းမှန်ရမယ်အကျိုးရှိတယ်ဒါပေမဲ့လူမကြိုက်ဘူးအဲ့တော့ကြိုက်တာလည်းပြောမှာပဲမကြိုက်တာလည်းပြောမှာဘာလို့ဆိုအကျိုးရှိဖို့အဓိကမှန်ဖို့အဓိကမှန်မိုးနဲ့အကျိုးရှိဖို့ဒီနှစ်ခုအဲ့ဒါပြောတဲ့စကားဆိုတာအဲ့ဒါကိုပြောတာပြောတဲ့မှာပြောတာဒါပေမဲ့မပြောတဲ့တာတွေဘာလို့ဆိုမမှန်ဘူးမမှန်ရင်ပြောကိုမပြောသင့်ဘူးမှန်တော့မှန်နဲ့အကျိုးမရှိဘူးဆိုတော့မပြောသင့်ဘူးလို့ဆိုလို့နော်မှန်တယ်အကျိုးရှိအဲ့တော့သူကြိုက်မကြိုက်ကသာထားအဲ့ဒါနဲ့လူရဲ့စကား6ခွန်းဆိုတာအဲ့ဒါနဲ့ခွဲထားတာပဲလူတွေပြောတဲ့စကား6ခွန်းရသော်ပြပြောတာအဲ့ဒီခွန်းအဲ့တော့လောကမှာရသော်ပြပွင့်မှအမှန်တရားကိုသိခွင့်ရကြတယ်အမှန်တရားသိခွင့်မရတော့လောကလူသားတွေဘာဖြစ်နေတယ်လဲဆိုတာဒီသုတ်တန်အရာကြည့်ရအောင်ဖះပွင့်လာပြီးတော့ဖះကဘာဟောတာလဲဖះဟောတဲ့တရားကိုနာပြီးတော့ဘယ်လိုအခြေအနေတွေပြောင်းလဲသွားတယ်လဲအကြောင်းရည်တော့အများကြီးပေါ့ဆိုပါစို့ဖះပွင့်လို့ဓမ္မနဲ့အာရမခွဲခြားသိတာဖះပွင့်လို့ဒါကကုသိုလ်ဒါကအကုသိုလ်သိရတယ်ဖះပွင့်လို့ဒီလောကလှုပ်တဲ့နဲ့ဒီလောကမလှုပ်တဲ့မှုသိတယ်ဖះပွင့်လို့ဒီစကားပြောတဲ့နဲ့ဒီစကားမပြောတဲ့ဘူးအကောင်းအဆိုးခွဲခြားသိတာဖះပွင့်မှာခွဲခြားပြီးတော့ဟောတော့လူတွေအတွက်ရွေးချယ်စရာဖြစ်လာတယ်။ငါကတော့ဘာနဲ့ရွေးချယ်ကြတော့ကိုကြိုက်တာနဲ့ရွေးချယ်ခဏခေတ်ကိုကြိုက်တာရွေးတာပဲလေလူဆိုတာတော့ကိုကြိုက်တာကြိုက်မကြိုက်နဲ့ရွေးနေကြတာအဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါကြိုက်မကြိုက်ကအဓိကမဟုတ်ဘူးမှန်ရဲ့အကျိုးရှိမရှိရဲ့ဒါပါရွေးလာနော်မှန်လည်းမှန်ရမယ်အကျိုးလည်းရှိရမယ်ဆိုတာအဲ့ဒါရွေးချယ်လာအဲ့တော့ဒီသုတ်တံမှာပြောထားပုံလေးကိုကြည့်အောင်ယတတထဂတောလောကေဥပ္ပစ္စတိလောကမှာတဲ့တထဂတလို့ဆိုတဲ့ထုံးစံအတိုင်းခြားဖြတ်ပြီးတော့ပေါ်လာတာမရှိဘူးတထဂတရဲ့ဒီပဲမြတ်စွာဘုရားတထဂတထုံတန်းစင်လာအတိုင်းလမ်းစဉ်အတိုင်းနော်စစ်မှန်တဲ့လမ်းကြောင်းကြီးအတိုင်းလောကမှာတထဂတပွင့်ပေါ်လာတယ်အဲ့ဒီပွင့်ပေါ်လာတဲ့တထဂတဟာဓမ္မကိုခေါ်တယ်အဲ့တော့ဒီသုတ်တမှာဘာဓမ္မကိုခေါ်တယ်လဲဆိုတဲ့အခါမှာလူတွေလွဲမှားပြီးတော့သိမြင်နေကြတဲ့ကိုယ့်ဘဝနဲ့ဆက်ဆက်နေတော့လေတလွဲတွေးပြီးတလွဲသိနေကြတဲ့လွဲမှားမှုတွေကိုပပျောက်အောင်အစစ်မှန်ကိုဓမ္မကိုခေါ်ပေးတယ်စစ်မှန်တဲ့သဘာဝကိုခေါ်ပေးတယ်ဓမ္မဆိုတာသဘာဝပဲသဘာဝဆိုတာသူ့ရဲ့ပင်ကိုအနေထားကိုပြောတာပြင်ထားတဲ့ဟာမဟုတ်ဘူးသူ့ရဲ့အနေထားတစ်ခုကိုပြောတာအဲ့တော့ဒီသုတ်တမှာသောဓမ္မတေတိလောကမှာပွင့်လာတဲ့မြတ်စွာဘုရားဟာဓမ္မကိုဟောပြောတယ်ဟောပြောတယ်ဆိုတာသိစေတာဓမ္မတေတိထိတိအဝဘောတယ်နေဆိုဒီတကြံကနေလာတော့ထိတိအတိသစ္စနေအတိသစ္စနာဝါဘောတယ်တစ်ဖက်သားကိုနားလဲအောင်ပြောပြတာအဲ့ဒါကိုခေါ်တယ်လို့ခေါ်တယ်နော်အသုံးတော့တေတိဟောတယ်ဆိုတာတစ်ဖက်သားနားလဲအောင်ပြောပြတယ်အသိဉာဏ်ဖြစ်အောင်ပြောပြတယ်အဲ့တော့မြတ်စွာဘုရားဟောတာကအစစ်မှန်ကိုခေါ်လိုက်တယ်ဘာကိုဟောတော့ဆိုတော့ဘုရားဘာသာဝင်တွေအားလုံးသိတဲ့အတိုင်းမြတ်စွာဘုရားကအဓိကအစုနဲ့ပတ်သက်ပြီးတော့ခန္ဓာ၅ပါးဟောတာအဲ့တော့လူတွေကခန္ဓာကဏကြာဘူးနေတော့ခန္ဓာ၅ပါးဆိုတာတခါတည်းရကြတော့ခန္ဓာ၅ပါးဆိုတာကိုပြောနေတယ်တော့မထင်ဘူးနော်ခန္ဓာ၅ပါးဆိုတာလူရဲ့ဘဝဆိုတာဒီခန္ဓာ၅ပါးဖြစ်ပေါ်နေမှုကိုဘဝလို့ခေါ်တာတခြားအောင်ခေါ်တာမဟုတ်ဘူးလူဆိုတာခန္ဓာနဲ့ပြောမယ်ဆိုလို့ရှိရင်
body လို့ဆိုတဲ့အထီကိုရုပ်ခန္ဓာကြီးတစ်ခုကိုင်းလို့စမ်းသပ်လို့ကြည့်လို့မြင်နိုင်တဲ့မြင်လို့ရတဲ့အကုန်လုံးတော့မြင်ရတာတော့မဟုတ်ဘူးနော် body လို့ခေါ်တဲ့အထီကိုတရက်ကြီးရုပ်ဆိုတာတစ်ခုအဲ့ဒီရုပ်ကိုမိပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဝေဒနာဆိုတာတစ်ခုကိုမြင်တဲ့အာယုနဲ့ပတ်သက်ပြီးတော့မှတ်သားထားမှုဆိုတဲ့တင်ညာကတစ်ခုကြံစီတွေ့တော်မှုကြိုးစားအထောက်မှုဆိုတဲ့လိုချင်မှုစိတ်ဆိုးမှုအကောင်းဆုံးရောနေတဲ့သင်္ခါရဆိုတာတစ်ခုအသိစိတ်ဆိုတာဝိညာဏတစ်ခုဆိုနန္တရားကို၄မျိုးခွဲလိုက်တယ်ရုပ်ကိုတော့တစ်ခုတည်းဟောထားပြီးအဲ့ဒါကိုခန္ဓာ၅ပါးလို့ခေါ်တယ်လူရဲ့ဘဝဟာရုပ်နဲ့နံဒီနှစ်ခုနဲ့ဖွဲ့စည်းထားတာလို့ဆိုလို့တယ်ဒီရုပ်နဲ့နံနှစ်ခုပေါင်းစပ်ပြီးဖြစ်နေခြင်းကိုပဲဘဝလို့ခေါ်တယ်နော်ဒါကိုကမ္မဘဝဥပပတ္တိဘဝပဋိစ္စသမုပ္ပါဒ်မှာကံတရားသည်ခန္ဓာကိုယ်ဖြစ်စေတယ်လို့ဘဝကာမိကမ္မဘဝကမ္မဘဝဘဝကိုဘဝတစ်ခုကနေတစ်ခုကိုရောက်စေတယ်သို့မဟုတ်ဘဝကိုဖန်တီးတဲ့ကံတရားသည်ဘဝဖန်တီးတဲ့ဘဝကိုဖန်တီးတဲ့အကြောင်းတရားကိုလည်းပဲဘဝလို့ခေါ်တယ်အဲ့ဒီကံတရားကဖန်တီးလို့ရလာတဲ့ခန္ဓာကိုလည်းနော်ဘဝလို့ခေါ်တယ်အဲ့တော့ဘဝလို့ပြောလိုက်လို့ရှိရင်အကြောင်းနဲ့အကျိုးနှစ်ခုပဲနော်ဘဝဆိုတာကံကြောင့်ဖြစ်လာဒါကံကိုအထိကပြောတာပြည့်စုံအောင်ပြောမယ်ဆိုရင်ကံနဲ့ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့လှုပ်ဆောင်လိုက်လို့ခန္ဓာ၅ပါးဆိုဖြစ်လာအဲ့ဒီခန္ဓာ၅ပါးဖြစ်လာအဲ့တော့ဘဝဟူသည်အကြောင်းဖြစ်တဲ့ဘဝကိုကမ္မဘဝလို့ခေါ်တယ်ထိုကမ္မဘဝကြောင့်ရလာတဲ့အကျိုးဖြစ်တဲ့ဘဝကိုဥပပတ္တိဘဝလို့ခေါ်တယ်အဲ့ဒါခန္ဓာ၅ပါးပဲအဲ့တော့အဲ့ဒါကိုပဲဘဝလို့ခေါ်တယ်အဲ့တော့ကိုယ့်ဘဝကိုယ့်အကြောင်းသိဖို့အတွက်ကကိုယ်မှာဘာရှိတယ်ဆိုသိရမယ်အဲ့ဒါမြတ်စွာဘုရားအရင်ဟောလိုက်တာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲငါပဲသူပဲတရဝပဲခံစားတတ်တာလှုပ်တတ်တာလှုပ်တတ်သူခံစားတတ်ဆိုတဲ့အတွေးတွေနဲ့ပဲတွေးငါဘဝနော်ငါအတွေးလူတွေအဲ့ဒါတော့ပဲမြင်နေကြတာငါလှုပ်တာငါရဲ့စိတ်ခံစားချက်ဆိုပြီးတော့အဲ့ဒါတွေနဲ့တွေးပြီးတော့တဘာဝအစစ်မှန်ဖြစ်တဲ့ရုပ်နာရဆိုတာကိုမမြင်တော့ပဲအဲ့ဒီပုံမှာထင်မြင်ယူဆချက်တွေနဲ့လွဲမှားသွားတွေ့တော်နေတော့အဲ့ဒီဖြစ်တယ်ဆိုရင်အလွဲအမှားပေါ်မှာကြည်ရင်ဒီကိလေသာတွေဖြစ်တာပဲကိလေသာတွေဖြစ်လို့ကောင်းတယ်မကောင်းတဲ့ကံတွေလုပ်ကုန်ကြတာကောင်းတာလည်းလုပ်တယ်ကိလေသာရဲ့လွန်ဆောင်ဥပမာလောဘကြောင့်ထိတဲ့ကောင်းတဲ့ဘဝကိုရခြင်းနဲ့ကုသိုလ်လုပ်တယ်လောဘကြောင့်အကုသိုလ်လုပ်တယ်ဒါဥပနိဒေယပစ္စည်းဟောပဲလားနော်20ပစ္စည်းဟောတဲ့အခါကျတော့လောဘဆိုတဲ့အကုသိုလ်တရားကကုသိုလ်ကိုလည်းလှုပ်စေတယ်အကုသိုလ်ကိုလည်းလှုပ်စေတယ်လောဘကိုအကြောင်းပြုပြီးတော့သူသက်တတ်တယ်သူများဥစ္စာခိုးတယ်သူတော်ဘာများပြစ်မှားတယ်လိမ်ပြောတယ်တေးရတောက်တယ်ငါးပါးတိလိုက်ပြစ်မှုတွေကျူးလွန်တယ်ဒါလောဘကြောင့်လည်းဖြစ်အဲ့ဒီလောဘကိုအကြောင်းပြုပြီးတော့ပဲနောက်ဘဝခံစားဖို့ဆိုပြီးတော့သူများတဲ့တတ်ခြင်းကရှောင်းတယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်လှုပ်ပေးတယ်နော်အဲ့ဒါကောင်းတာလည်းလုပ်တာအဲ့ဒါလို့ကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ဆိုတာလောဘကလုပ်စီတာမှန်တယ်သို့တော့သူ့ကိုအမှန်တရားမသိရအောင်အဝိဇ္ဇာဆိုတဲ့မောဟကဖုံးပေးထားတယ်ဖုံးပေးထားတဲ့အတွက်ကြောင့်တန်တရားဝုစင်ရဲ့ကိုဝုစင်ရဲ့လို့မမြင်ဘူးအကောင်းလို့ထင်တယ်ဥပမာလူဘဝကောင်းတယ်လို့ထင်တယ်နတ်ဘဝကောင်းတယ်လို့ထင်တယ်အဲ့တော့နတ်ဖြစ်ရပါလို့ဤလူဖြစ်ရပါလို့ဤဆိုတဲ့တောင်းတမှုတွေဝင်လာတယ်အဲ့ဒါလို့နောက်ဘဝမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့နောက်ဘဝမှာအထက်တန်းသားဖြစ်ရပါလို့ဆိုတာမျိုးတွေဆုတောင်းလာအဲ့ဒါဘာလို့ဆိုလို့ရှိရင်ကြုံတွေးရမဲ့ဆင်းရဲဒုက္ခတွေကိုမသိတဲ့အဝိဇ္ဇာကမသိအောင်ဖုံးပေးထားတော့သူကကောင်းတယ်လို့ပဲထင်တယ်အဲ့ဒါကြောင့်လုပ်တယ်အဲ့တော့လောဘကိုအကြောင်းပြုပြီးအကုသိုလ်တွေဖြစ်တယ်ကုသိုလ်တွေဖြစ်တယ်ဒေါသကိုအကြောင်းပြုပြီးတော့လည်းကုသိုလ်တွေဖြစ်တယ်အကုသိုလ်တွေမောဟကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေဖြစ်တယ်အကုသိုလ်တွေဖြစ်တယ်အဲ့ဒါကိုဥပနိဒေယပစ္စည်းလို့ခေါ်တယ်နော်
ဒေါသကိုကြောင့်လောဘဒေါသမောဟအကုသိုလ်ကိုကြောင့်ပြုပြီးကုသိုလ်တွေဖြစ်တယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားသိတဲ့အခါကျတော့မြတ်စွာဘုရားဘဝတစ်ခုမှာမြတ်စွာဘုရားဟောတဲ့တရားကြတော့လူတွေရဲ့ဘဝဆိုတာရှုံးတဲ့နာနှစ်ခုနဲ့ပေါင်းစပ်ထားတာဖြစ်လို့အဲ့ဒီရုပ်အကြောင်းနာအကြောင်းကိုသိဖို့ရအတွက်ဟောတယ်ဒီသုတ်တံမှာတော့အချင်းလေးပဲဗျာရှုံးတဲ့ပတ်သက်ပြီးတော့ဣတိရူပံဣတိရူပတ္တသမှုတယောဣတိရူပတ္တအထင်မောရုပ်အကြောင်းကိုဟောတဲ့အခါကျတော့ဣတိရူပံစာဣတိရူပံစာရုပ်ဆိုတာဒါပဲရုပ်ရဲ့သဘာဝကိုမြင်အောင်မြတ်စွာဘုရားဟောပြတယ်ဒါကိုရုပ်လို့ခေါ်တယ်ဘာတော့မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးအကြမ်းမြင်ပြောလို့ရှိရင်မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးထိုမဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်တဲ့မျက်စိနားနာလျှာကာယဆိုတယ်နော်ရုပ်နဲ့ပတ်သက်တာတွေပေါ့နော်အဲ့ဒါကိုရုပ်လို့ဆိုပြသိအောင်ဟောပြတယ်အဲ့တော့ရုပ်လို့ခေါ်လိုက်တဲ့ဖြင့်ဒါရုပ်တရားပဲအဲ့တော့ရုပ်တရားလို့ခေါ်လိုက်တဲ့ဖြင့်ရုပ်တရားဟာရုပ်တရားများတာဖြစ်တယ်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူ့အကြောင်းနဲ့သူ့တဘာဝတသက်များတာဖြစ်တယ်ဆိုတာကိုသိစေတယ်နောက်တစ်ခါရုပ်ဟောပြီးတဲ့အခါမှာဒီရုပ်နဲ့ပတ်သက်ပြီးတော့အချက်နှစ်ချက်ရှိတယ်တစ်ချက်ကဘာလို့လဲဒီရုပ်ဟာဘာကြောင့်ဖြစ်တယ်လဲအကြောင်းတရားကိုဟောတယ်နောက်တစ်ခါဒီရုပ်ဟာဘာကြောင့်ချုပ်ငြိမ်းရတယ်လဲဖြစ်ကြောင်းနဲ့ချုပ်ကြောင်းနှစ်ခုဟောတယ်အဲ့တော့ဆိုလိုတာကရုပ်ဖြစ်ကြောင်းတရားကတစ်ခုဒီရုပ်တွေချုပ်ငြိမ်းသွားဖို့ရအကြောင်းကတစ်ခုနှစ်ခုရှိတယ်သူကအဖြစ်ကြောင်းတရားရှိရင်ချုပ်ကြောင်းတရားလည်းရှိအောင်အဖြစ်ရှိရင်နော်ထာဝရမဖြစ်တာလည်းရှိကိုရှိအောင်သူကအဲ့နှစ်ခုပြည့်စုံအောင်ဟောလိုက်တာမှာအမှန်တော့ဒါသစ္စာလေးပါရုပ်နဲ့ပတ်သက်ပြီးသစ္စာလေးပါဟောတာဒါရုပ်လို့ပြောလိုက်တာဒုက္ခလို့ပြောတာပဲရုပ်ဖြစ်ကြောင်းလို့ပြောလိုက်တာပါပြောလိုက်တာလို့ဆိုရင်သမုဒိယသစ္စာကိုပြောလိုက်တာပဲအကြောင်းတရားကိုပြောလိုက်တယ်ရုပ်ချုပ်ကြောင်းလို့ဆိုတာမေဃသစ္စာကိုပြောတာမေဃသစ္စာပြောရင်ကနေမေဃသစ္စာရဲ့ဥဒိယလမ်းဆုံးရကဣရောဓသစ္စာပြောပြီးသားဖြစ်ပါတယ်ဆိုလိုတာရုပ်နဲ့ပတ်သက်ပြီးတော့သစ္စာလေးပါကိုဟောတာပဲဗျာဒါအဘာဝအစစ်မှာအဲ့တော့မြတ်စွာဘုရားပွင့်လာပြီးတဲ့နောက်မှာရူပရုပ်ဆိုတာဒါတွေဒါအကုန်ပဲထိတဲ့နောက်အပိုးမရှိဘူးနော်အပိုးမရှိဘူးအယော့မရှိဘူးရုပ်ဟာဒါပဲကိုယ်အောင်သိသွားလေထိအပြင်းမှမရှိဘူးဒါအကုန်ပဲဆိုတော့မြတ်စွာဘုရားဟောတာတဲ့ရုပ်တရားမဟာဘုတ်၄ပါးဥပါဒာယုတ်24ပါးအလုံးယုတ်28ပါးဒါအကုန်ပဲထိတဲ့ပို့တာမရှိတော့ဘူးလို့လည်းမလို့ပို့လည်းမပို့ဒါအတိအကျဟောတာဒါဣတိရူပံအဲ့ဒီရုပ်ဖြစ်ကြောင်းတရားကိုတခါဟောတယ်ဒီရုပ်တွေဟာသူဖြစ်လာတာမဟုတ်ဘူးကြောင်းတရားရှိလို့ဖြစ်လာတယ်ဆိုပြီးကြောင်းဟောတယ်နောက်ဒီရုပ်တွေချုပ်လာတယ်ဆိုတာချုပ်ကြောင်းကလည်းပဲသူချုပ်တာမဟုတ်ဘူးအကြောင်းတရားချုပ်လို့ဒါရုပ်တွေချုပ်တာဆိုတာမေဃသစ္စာပါတခါတည်းဟောတယ်အဲ့ဒါရုပ်နဲ့ပတ်သက်ပြီးအဲ့လိုဟောတယ်လို့ပဲဝေဒနာခန္ဓာနဲ့ပတ်သက်ပြီးတော့ဝေဒနာဆိုတာအလုံးကသိနေကြတာပဲစိတ်ခံစားမှုကိုပြောတာစိတ်ထဲမှာအာယုန်နဲ့တွေ့လို့ရှိရင်စိတ်ခံစားမှုကပေါ်လာတယ်ခံစားမှုဆိုတဲ့ထဲမှာကောင်းတဲ့ခံစားမှုမကောင်းတဲ့ခံစားမှုလူတွေမှာရှိတယ်ဒါပျော့စရာဆိုရင်ကောင်းတဲ့ခံစားမှုပဲစိတ်ညစ်စရာဆိုရင်မကောင်းတဲ့ခံစားမှုပဲတက်တာနဲ့ပြုံးနိုင်တယ်ဆိုရင်ဒုက္ခမဲ့နေရတယ်ဆိုဒုက္ခစိတ်ခံစားမှုကလို့ရှိတယ်ပြုံးညစ်မဲ့ခြင်းမရှိဘူးတမန်အနေထားဆိုရင်လည်းဝေဒနာပဲအဲ့ဒါကြောင့်မို့ဝေဒနာကိုဒုက္ခဒုက္ခအဒုက္ခမဒုက္ခဒုက္ခဆိုတာခံလို့ကောင်းတယ်ခံစားလို့ပြောစရာဖြစ်တယ်ကျဉ်းစရာဖြစ်တယ်ဒုက္ခဆိုတာခံရခက်တယ်ကျဉ်းစရာမကောင်းဘူးဆိုစိတ်အခြေအနေတစ်ခုပြောတယ်အဒုက္ခမဒုက္ခဆိုတာအဲ့ဒီနှစ်ခုမဟုတ်တဲ့တာမန်ခံစားချက်လို့သူပြောအဲ့ဒါဆိုအဲ့ဒီဝေဒနာလည်းလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့သဘာဝတရားဒါကြောင့်မို့ဣတိဝေဒနာဣတိဝေဒနာယသမှုတယောဣတိဝေဒနာယအထင်ကမောဝေဒနာဟာဒါအကုန်ပဲလူရဲ့စိတ်ခံစားမှုကဒါအကုန်ပဲအထိပြမရှိဘူးဆိုပြီးတော့ဒီဝေဒနာဘာကြောင့်ဖြစ်ရတယ်လဲအကြောင်းတရားပါဟောတယ်ဒီဝေဒနာဘာကြောင့်ချုပ်ငြိမ်းတယ်လဲချုပ်ငြိမ်းရခြင်းအကြောင်းလည်းဟောတယ်တခါတည်းချုပ်ငြိမ်းကြောင်းကိုထည့်ဟောတာအားလုံးဆိုလို့ရှိရင်တန်တရားကထွက်ပေါက်ကိုဟောတာနော်
ဖြစ်နေတဲ့အကြောင်းကိုသိလို့ရှိရင်အဲ့ဒီအကြောင်းကိုပယ်လိုက်ရင်ဖြစ်เสียမရှိတော့ဘူးလေအကြောင်းကိုပယ်လိုက်ရင်အကျိုးကရထားပဲဒါထုံးစံဘာချောင်ဖြစ်နေတာလဲအဲ့ဒီအကြောင်းတယ်ဒါကြောင့်မို့သမှုရိယာနဲ့အထင်ကမဒီနှစ်ခုထဲဟောထို့တူပဲတင်ညာဆိုတာအာယုတစ်ခုနဲ့ကြုံလိုက်တဲ့အခါမှာစိတ်ထဲမှာမှတ်လိုက်တာမျက်စိကမြင်လဲမှတ်လိုက်တယ်နားကအတန်ကြာလဲမှတ်လိုက်တယ်အဲ့ဒီမှတ်ထားတဲ့အတိုင်းနောက်တစ်ခါပြန်သိတယ်အဲ့ဒါတင်ညာလို့ခေါ်တယ်မှတ်ထားတဲ့အတိုင်းပြန်သိတာအဲ့တော့မှတ်ထားတာနဲ့လွဲချော်သွားလို့ရှိရင်သူကတရွဲဖြစ်သွားပြန်ဒါမို့တင်ညာကသိကြပါ့မဟုတ်ဘူးဥပမာလူတယောက်ကိုဝါဖိုင်အနေထားတော့မှတ်ထားတယ်အဲ့ဒီလူကကျမ်းမာရေးမကောင်းလို့ပိန်6သွားတဲ့ခါမှတ်ပြီးတော့အဝတ်စားပြောင်းလိုက်ရင်လည်းသူကပြောင်းသွားပြန်မှတ်တက်လိုက်ရင်လည်းမမှတ်ပြီးပြန်ပါစက်တို့နှာခေါင်းတို့မှတ်ထားလို့ရှိရင်မှတ်တက်ထားရင်ပါစက်နှာခေါင်းကပိတ်လိုက်တော့အခါကျမှတ်ပြီးပြန်တော့အဲ့ဒါတင်ညာရဲ့သဘောပဲအဲ့ဒါကိုလည်းပဲဒါဟာတင်ညာဆိုတာအမြင်အကြားအာယုန်တွေနဲ့ပတ်သက်ပြီးတော့သိတဲ့တင်ညာအဲ့ဒီတင်ညာဘာကြောင့်ဖြစ်တယ်ဆိုတာကိုလည်းဟောတယ်အဲ့ဒီတင်ညာဘာကြောင့်ချုပ်ငိမ့်သွားတယ်ဆိုတာလည်းဟောတယ်နောက်တစ်ခါသင်္ခါရဆိုတာဖန်တီးတာပဲလေဘာတွေဖန်တီးတာလောကလူတွေဖန်တီးနေကြတာပဲလေအများလားစိတ်ဆိုးတာလည်းဖန်တီးတာပဲနောက်လိုချင်တာလည်းဖန်တီးတာပဲမသိတာလည်းဖန်တီးတာအဓိကတော့စေတနာကိုအဓိကထားစေတနာကိုအဓိကထားပြောရင်သင်္ခါရဖန်တီးတယ်ကြိုးစားတယ်လှုပ်ဆောင်နေကြတယ်အများအားဖန်တီးနေကြတယ်လူတွေရဲ့စိတ်ကအများအားဖန်တီးနေတာနော်ကောင်းတာလေးလိုချင်တယ်ကောင်းတာရွေးတယ်စားစရာရွေးတယ်နေစရာထိုင်စရာရွေးတယ်ဒါဖန်တီးမှုတွေခေါ်တယ်အဲ့ဒါဘယ်သူတွေကဖန်တီးတော့သင်္ခါရဖန်တီးတယ်ဒါမို့သင်္ခါရဟာတရားကိုကောက်လိုက်တဲ့အခါစေတနာကိုအဓိကထားပြီးတော့စိတ်ထဲမှာရှင်တွဲပြီးတော့ဖြစ်တဲ့စေတသိက်50စိတ်ခံစားချက်တို့မှတ်သားချက်တို့မှတစ်ပါးဉာဏ်နဲ့စေတသိက်တွေအလုံးကိုသင်္ခါရလို့တို့ခေါ်လိုက်တာနော်ခေါ်လိုက်တာဖန်တီးလို့သင်္ခါရလို့ခေါ်အဲ့တော့နောက်တစ်ခုအဲ့ဒီမှာလည်းပဲသင်္ခါရဆိုတာဒါအကုန်ပဲသင်္ခါရရဲ့အကြောင်းတရားကဒါပဲသင်္ခါရချုပ်ငြိမ်းရတာဒါပဲလို့ဆိုပြီးတော့မြတ်စွာဘုရား၃မျိုးဟောတာခန္ဓာတစ်ခုမှာနော်သင်္ခါရဆိုတာဒါတွေသင်္ခါရရဲ့ဖြစ်ကြောင်းတရားကဒါသင်္ခါရချုပ်ကြောင်းတရားကဒါဆိုပြီးတော့အဲ့ဒါခေါ်သွားတယ်နောက်တစ်ခုကနောက်ဆုံးတစ်ခုကဝိညာဏလို့ခေါ်တယ်ဝိညာဏဆိုတာအသိစိတ်ပဲတမန်အားဖြင့်တော့အသိစိတ်နဲ့စေတသိက်ဆိုတွဲဖက်နေတာတွဲဖက်နေပြီမဲ့လို့သူကလှုပ်ဆောင်ခြင်းမတူဘူးစိတ်ရဲ့အလုပ်သဘောတစ်ခုစေတသိက်ရဲ့အလုပ်သဘောတစ်ခုမသိလို့ရှိရင်တော့စိတ်ကလှုပ်တယ်ပဲထင်တယ်ဥပမာတွေးတာအသိပဲနဲ့လူတွေအများဆုံးကစိတ်နဲ့တွေးတယ်လို့ထင်တယ်အမှန်စိတ်ကတွေးတာမဟုတ်ဘူးတွေးတာဝေဒနာဟုတ်တယ်ဝိတက်ကတွေးတဲ့စိတ်အာယုန်နဲ့တွေးတယ်ဆိုတာအာယုန်နဲ့စိတ်နဲ့ဆုံပေးတာကိုပြောတာအာယုန်စိတ်ကိုအာယုန်မတင်ပေးတာကိုပြောတာအဲ့တော့လှုပ်ဆောင်မှုတွေအားလုံးဆိုစိတ်ကအာယုန်ကိုရှားယူလိုက်တဲ့သဘောတွေပဲဖြစ်တယ်ဥပမာစိတ်တစ်ခုမှာစေတသိက်အနည်းဆုံး9ခုရှိ9ခုဟာသူ့လုံးနဲ့သူလှုပ်ကြတာအဲ့တော့သိချသဘောပေါက်မယ်ဆိုရင်နော်သူ့လုံးနဲ့သူလှုပ်တာတစ်ခုစီပဲဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ပစွန်လုံးတစ်ကောင်မှာခြေတော့6ချောင်းရှိတယ်ထားပါတော့9ချောင်းရှိတယ်ပဲနော်6ချောင်းရှိရတန်းတယ်9ချောင်း10ချောင်းရှိတယ်သူကနဲ့သူပဲသူကလက်တံလေးတွေသူရှိတယ်အဲ့တော့စိတ်ကပါနဲ့တူတော့ဆိုရင်အထီကို body နဲ့တူတယ်အထီကို body ကခုနခြေတံလက်တံလေးတွေမရှိရင်သူရွှေ့လို့မရဘူးနော်ခြေတံလက်တံလေးအာပြုတ်ပြီးတော့အထီပစုံလုံးဆိုတဲ့ကောင်ရွှေ့တာခဏန်းခေါ်ပစုံလုံးခေါ်ပေါ့နှမျိုးခတ်ဆင်နေမှာပဲသူတို့ကအဲ့တော့စဉ်းစားကြည့်ရမှာတော့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကစိတ်တစ်ခုမှာအနည်းဆုံးစေတသိက်9ခုရှင်တယ်လို့ပြောတဲ့ထဲမှာနော်အာယုန်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှုတွေတစ်ခုစီပဲသူကဆိုပါစို့စိတ်လေးကသူ့ဘက်သူအာယုန်ကိုရယူတဲ့သဘောပဲဒါပေမဲ့သူ့ဘက်သူအာယုန်ကိုယူနိုင်လားလို့ဆိုမယူနိုင်ဘူးဖတ်တာကအာယုန်နဲ့စုံစည်းပေးတာအဲ့ဒါဖတ်တာကအာယုန်နဲ့စိတ်နဲ့ contact လုပ်ပေးတာဆက်သွယ်ပေးတာအဲ့ဒါဖတ်တာဖတ်တာမရှိလို့ရှိရင်အာယုန်နဲ့စိတ်နဲ့မဆက်သွယ်ပြီးဘူးနောက်တစ်ခါဝေဒနာကအာယုန်ရဲ့အရာတာကိုခံစားတာစိတ်ကခံစားတာမဟုတ်ဘူးဝေဒနာခံစားတာအကောင်းဆုံးဝေဒနာ
သူကသူ့လောက်ကသူအဲ့ဒါတခုနောက်တစ်ခုကတင်ညာကမတန်တင်တာနောက်တစ်ခါကြာရင်သူမှတ်ထားတဲ့အတိုင်းပြန်သိတယ်သူကဖတ်တာဝေဒနာတင်ညာစေတနာကတွန်းအားပေးတာနော်သူ့ရဲ့တွန်းအားကြောင့်သူတို့လှုပ်ဆောင်မှုတွေဖြစ်တာဘာနဲ့တူတော့ဆိုစကရိယာနဲ့တူတယ်မှာတော့နော်စကရိယာတစ်ခုပူပေါင်းပြီးတော့လုပ်တဲ့သဘောပဲဖတ်တာဝေဒနာတင်ညာစေတနာဧကဂတာကအာယုန်တစ်ခုတည်းနဲ့စုံစည်းပေးတာဒါလည်းသူ့လုပ်ပဲစီဝိတ္တိန္ဒရိယဒါကတော့နောက်ထပ်ဖြစ်ဖို့အတွက်အသက်ဆိုတဲ့ထိမ့်သိမ့်တဲ့သဘောတစ်ခုနောက်ထပ်ပြန်ဖြစ်တာသူ့ရှိလို့ပြန်ဖြစ်တာနော်မနတိကာရအာယုန်နဲ့စိတ်နဲ့စုံစည်းပေးတာဖတ်တာရဲ့ဝေဒနာရဲ့တင်ညာရဲ့စေတနာရဲ့ဧကဂတာရဲ့စီဝိတ္တိန္ဒရိယရဲ့မနတိကာရကအာယုန်ဘက်ကိုလှည့်ပေးတာစိတ်ကိုအာယုန်ဘက်ကိုလှည့်ပေးအဲ့တော့သူ့လုံးနဲ့သူလုံးကြတာအလုံးကပူပေါင်းဆောင်ရတယ်တော့ပူပေါင်းဆောင်ရမှုသဘောဆိုတာဟာတာမန်ကြည့်လိုက်မယ်ဆိုရင်လူရဲ့ခန္ဓာကိုယ်မှာလည်းပူပေါင်းဆောင်ရတယ်လေမျက်စိကမျက်စိအလုံးလုံးတာဆိုတော့လမ်းသွားတယ်ဆိုတော့မျက်စိကဘာလုပ်ပြီးကြည့်ပေးတာမျက်စိကလမ်းမလျှောက်နိုင်ဘူးလမ်းလျှောက်တာကခြေတော့အတ္တနားထောင်တာကနားအနန္တိတာကနှာခေါင်းအယတတိတာကရှားအထီးတွေ့တိတာကာယသူကလည်းသူအကုန်လုံးပူပေါင်းပြီးတော့တစ်ခုချိုးရင်လို့ရှိမရအောင်တစ်ခုချိုးရင်တော့တိတာအဲ့တော့ခြေထောက်တောင်မှပဲခြေထောက်နာဘူးတဲ့လူတွေကသိလိမ့်မယ်ခြေထောက်နာဘူးမှသိတာဥပမာခြေမကြီးတစ်ခုရောင်းပြီးတော့ခြေမအစစ်တွေရောင်းနေတယ်ဆိုလို့ရှိရင်ငကောတော့ထင်တာတော့ခြေမအလကားပဲဘာမှသုံးဝင်မှုထင်တယ်ဘယ်ဟုတ်မှာတော့သူ့ခြေထောက်နာနေလို့ရှိရင်ဖြောင်းဖြောင်းသွားလို့မရတော့နောက်တလန်းလမ်းပြီဆိုရင်သူ့ဘောအကုန်လုံးကအာပြုကြတာသူ့ဘောမှာဖိပြီးမှနောက်တလန်းလမ်းလို့ရတာအဲ့တော့ခြေမရဲ့တန်ဖိုးကနာပြီးဆိုမှသိတယ်ခြေမမရှိမရဘူးဆိုလက်မဆိုတာလည်းအဲ့တိုင်းပဲကျန်တဲ့လက်တွေကဘလောက်များနေသူကြီးကင်လို့မမြဲဘူးလက်မနဲ့မှမြဲတာဒါကြောင့်မို့ခြေမလက်မဆိုတာတကယ်ကိုအဓိကရတယ်ပဲဖြစ်တယ်အားလုံးဟာပူပေါင်းပြီးတော့ဆောင်ရတယ်တခုချိုးရင်းသွားတာနဲ့တပြိုင်နက်သူ့လှုပ်ဆောင်ချက်ကိုကြံတဲ့အရာမလှုပ်နိုင်ဘူးအစားမထိုးနိုင်ကြဘူးသိပြီတော့အဲ့ဒါလိုပဲစိတ်မှလည်းပဲထို့တူပဲဒါမို့စေတသိက်9ခုနဲ့စိတ်အလုံးပေါင်းရင်10ခုဒါအနည်းဆုံး10ခုအဲ့ဒီ10ခုဒီတခုချိုးရင်းသွားလို့မရဘူးအလုံးဟာ10ခုဟာပူပေါင်းပြီးတော့ဆောင်ရတယ်ဆိုတဲ့သဘောပြောနော်အဲ့လိုကြည့်လိုက်မယ်မြတ်စွာဘုရားကဟောတာအဲ့ဒီသဘာဝတရားတွေဟောတယ်ရုပ်အကြောင်းဟောတယ်ဝေဒနာအကြောင်းဟောတယ်တင်ညာအကြောင်းဟောတယ်သင်္ခါရအကြောင်းဟောတယ်ဝိညာဏဆိုတဲ့စိတ်အကြောင်းအဲ့ဒီစိတ်ကဘာကြောင့်ဖြစ်တယ်ဆိုတာလည်းဟောတယ်ဘာကြောင့်ချုပ်သွားတယ်ဆိုတာလည်းဟောတယ်အဲ့တော့ခန္ဓာ၅ပါးရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုတစ်ခုစီအသေးစိတ်၃မျိုးစီဟောတာဒီတုတ်တမှာတကယ်အကျဉ်းလေးနဲ့ဟောတာနော်အဲ့ဘုရားပွင့်မှထိတဘာဝတွေကိုသိခွင့်ရတာတော့မဆိုရင်ဘဝဆိုတာလူတွေကမသိဘူးဘာမှမသိဘူးခန္ဓာ၅ပါးပေါင်းစပ်ထားတာဘဝလို့ပြီးတဲ့အခါကျတော့မြတ်စွာဘုရားဖြစ်တာလဲဟောတယ်ချုပ်တာလဲဟောတယ်ဆိုတော့သာဝရမြဲတာမဟုတ်ဘူးအကြောင်းရှိရင်ဖြစ်မယ်အကြောင်းချုပ်ရင်ချုပ်မယ်အကြောင်းပေါ်မှာပိတိနေတယ်သင်္ခါရဆိုဒီမှာတပိသင်္ခါရအနိစ္စအလုံးဟာပြုပြင်ထားတဲ့အရာတွေဖြစ်လို့သာဝရမမြဲဘူးဆိုတာကိုမြတ်စွာဘုရားအတိအကျလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ပြမပဲဖြစ်ဖြစ်လောကမှာတတ္တဝါတွေဟောဒီခန္ဓာ၅ပါးနဲ့ဖွဲ့ထားတာဆိုတာကိုထောက်ပြတယ်အဲ့တော့တမန်အဖြစ်လူတွေကတော့ဝေးလာပြီးတော့သိတယ်ဆိုတာသိကြတယ်အားလုံးတတန်းတို့တဲ့ခက်တွေဆိုသိတယ်နော်ဝေးလာပြီးသိရတယ်ဆိုတာသိလာကြတယ်သိလာတော့လည်းပဲဘာကမှားနေတော့ဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာဒါဝရမြဲတဲ့အတ္တဆိုတာလေးရှိတယ်ပေါ့ယုတ်ကမမြဲဘူးဆိုတာတော့သိနေကြတယ်အဲ့တော့မမြဲဘူးဆိုတာမြဲတယ်ဆိုတာပဲပေါ့သွားဆွဲတော့ဆိုနန္တရားပေါ်မှာသွားဆွဲတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တပိအဝကဖြစ်နေတဲ့ဘုန်းကြီးဝတ်နေတဲ့တာတိဆိုတဲ့ကိုရောတောင်မှာပဲဒီစိတ်ကလေးကပဲတဲ့
တန်တရားထဲမှာသွားနေတာပေါ့ဝိညာဏလို့ခေါ်တယ်ဒီစိတ်ကလေးကပဲတန်တရားထဲမှာလဲနေတာတပွားပြီးရင်နောက်ပွားသွားတယ်ဒီနောက်ပွားပြီးသွားတယ်ဆိုမြဲတယ်ဆိုတဲ့အယူဆရှိတယ်မသေးဘူးမဟုတ်သေးတယ်သိသွားရင်နောက်ဘဝပြန်ဖြစ်တယ်နောက်ဘဝဖြစ်တယ်ဆိုမြဲတယ်ဆိုတဲ့အယူဆရှိတယ်မြတ်စွာဘုရားအဲ့ဒါသူမေးတာမင်းပြောချင်တဲ့ဝိညာဏဆိုဘယ်ဟာလဲလို့ဆိုဝတ္တောဝေရိယောတဲ့သူကစကားပြောတတ်တယ်ခံစားတတ်တယ်စကားပြောတတ်တယ်နော်ဆိုလိုတာကဒီလောကမှာလှုပ်ဆောင်နေတာအလုံးလုံးတာလည်းသူပဲခံစားတာလည်းသူပဲစကားပြောတယ်အလုံးလုံးတယ်စိတ်ခံစားတယ်အဲ့ဒါလေးကဒီဘဝသိသွားရင်နောက်ဘဝသွားတယ်ဆိုတော့မြဲနေတယ်ဆိုတာတခုသူကမှတ်ထားတယ်အဲ့ဒီမှတ်ထားတော့မြတ်စွာဘုရားကအဲ့ဒါမမြဲဘူးဝိညာဏပဋိစ္စသုပ္ပန္နဝိညာဏဟာအကြောင်းကိုမြည်ပြီးတော့ဖြစ်တာဖြစ်တော့ကြောင်းအနိစ္စပဲလို့ခေါ်တာအဲ့တော့လူတွေကတော့သိတယ်ဆိုတာလက်ခံတယ်ဒါပေမဲ့လို့မသိတဲ့အရာလူတွေထဲမှာရှိတယ်အဲကြောင့်ဟိုဘဝဒီဘဝကောင်းအောင်ဆုတောင်းနေကြတာဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ကိုဘုရားဟောတာလို့သိအောင်တောင်းပါပဲငါနောက်ဘဝဆိုတာလေးတော့တွေးမိနေကြသေးတယ်လူတွေနောက်ဘဝဘာဖြစ်မယ်ဆိုတာလေးဟာဒါမြဲတယ်ဆိုတဲ့အစွဲလမ်းကြီးကဘယ်လောက်ရှိတယ်ဆိုတာစဉ်းစားကြည့်နော်ကိုနောက်ဘဝဖြစ်မှာပဲနောက်ဘဝမျောနေတော့မယ်လေကိုလည်းမျောတာသူလည်းမျောမှာပဲတော့အဲ့ဒီလိုတတ္တယူဆွဲရချိမာတယ်ဘာကြောင့်လို့ဆိုရင်တတဝါလို့ထင်နေတာမှန်တော့ရုပ်နဲ့နာမယ်ဒီတစ်ခုပဲရှိတယ်ဆိုရင်အဲ့ဒါဒီလိုဖြစ်တော့အဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာလူတွေကတော့သဘောပေါက်လာပြီပေါ့သဘောမပေါက်တာတွေကဘယ်သူတွေတုံးဆိုရင်ရှေပိတိထေဝါတိကယုကာတတန်းကိုကဘာချီပြီးတော့ရှည်တဲ့ပြမကြီးတွေရှိတယ်ဓမေဓမောကြီးကသူတို့မသိတတ်လို့မသိတော့လို့ထင်ရလောဘယ်တော့ကမွေးလာမှမသိဘူးကိုယ်တက်ကလေးတောင်ကိုမသိတော့ကြားကျင်တိုင်းကြားပြည့်နေအောင်နေရအဲ့တော့ခရစ်ယာန်တွေကိုယ်ဝယ်တဲ့ခေါ်ဆိုတာသူတို့လည်းမသိဘူးလို့ထာဝရဘုရားလို့ခေါ်တာဒါကြောင့်မလို့ခေါ်ဆိုတာဟိန္ဒူလည်းဒါပဲကိုယ်ဝယ်တာမွတ်စလင်လည်းဒါပဲကိုယ်ဝယ်တာအဲ့ဒါကိုမြတ်စွာဘုရားရှေပိတိထေဝဓိကယုကာမရှိဘူးမို့ရှိတယ်တန်းရှိတယ်တဲ့ဝဏဘုံတော့လှပတဲ့ပုံတရံလှပကြတယ်ဒုက္ခပဟုလာစိန်ကြကြနေရတယ်သူတို့မှဆင်းရဲဒုက္ခမရှိဘူးဥစ္စေတုဝိမာနေတုစိရထိတိကာကောင်းကင်ဘုံမှာအထက်ကောင်းကင်ဘုံမှာသူတို့ဟာပိဋကကြီးတွေနဲ့အကြာကြီးအသက်တန်းရှိနေကြတယ်တဲ့နော်ဥစ္စေတုဝိမာနေတုအလုံးမြင့်တဲ့ကပ္ပရဲ့ကောင်းကင်ဘုံကြီးထဲမှာသူတို့ဟာမြင်မာတဲ့ဘုံမိမ္မာကြီးတွေနဲ့စိရထိတိကာဘဝမှာအကြာကြီးနေသွားကြတယ်အဲ့ဒီလိုတက်တန်းရှိတဲ့မြင်မာကြီးတွေတောင်မှပဲမြတ်စွာဘုရားကအခုလိုရုပ်ကြောင့်ဝေဒနာကြောင့်သင်ညာကြောင့်သင်္ခါရကြောင့်ဒါတွေကဖြစ်မှုရှိတယ်ဖြစ်ကြောင့်တရားရှိတယ်ချုပ်ကြောင့်တရားရှိတယ်လို့ဖြစ်ပြတဲ့ပတ်သက်ပြီးတော့ဟောလိုက်တဲ့အခါမှာညာတော့အဖြစ်သူတို့တော့လန့်ဖြန့်သွားကြတယ်ကိုယ့်ကိုထာဝရလို့ထင်တဲ့တကူရှင်ကောင်းကင်ဘုံကတကူရှင်ကြီးတွေလန့်ကုန်ကြတာမြတ်စွာဘုရားဟောလိုက်တဲ့တရားအကုန်လုံးခြုံဟောတာသူတို့တော့ဘယ်လိုတွေးပြီးကုန်ကြတော့ဆိုရင်အနိစ္စဝခိရဘောမယံသမနာနိစ္စမတိအမိငိမ့်မှာငါတို့ဟာတဲ့မမြဲတာကိုငါတို့ကမြဲတယ်လို့သွားထင်မိနေကြပြီတဲ့နော်အတုဝဝခိရသမနာဘောမယံသမနာထုဝမတိအမိငိမ့်မှာမခိုင်မြဲတာကြီးကိုငါတို့ကခိုင်မြဲတယ်လို့ထင်ကြတယ်အတ္တတတဝခိရဘောမယံသမနာတတ္တဓမ္မာတိနော်အမိငိမ့်မှာအစင်ထာဝရတိတာမဟုတ်ဘဲနဲ့တို့ကအစင်ထာဝရရှိနေတယ်လို့တို့ကမထင်နေကြတာအဲ့တော့ဘုရားပွင့်တော့ဖေးရမမြင်သဗ္ဗေသင်္ခါရအိဋ္ဌာလို့ခေါ်လိုက်တဲ့အခါကျတော့ဟာငါတို့လည်းပါနေပါလားသူတို့လန့်ဖြန့်သွားကြတယ်မယံပိအယံပိမယံပိကိရဘောအနိစ္စငါတို့လည်းမမြဲဘူးဆိုပါလားဓမ္မစကြာတရားဟောတဲ့အခါကျတော့အလုံးကသဘောပေါက်သွားတာပြမပေါင်း18ကလေးလာနာတာဟုတ်အဲ့တော့သူတို့လောကကြီးမှာတုံ့လှုပ်သွားတယ်အကုန်သူတို့ကိုသူတို့ထာဝရလို့ထင်တဲ့ကောင်းကင်ဘုံမှာနိစ္စထာဝရဘုရားထာဝရကောင်းကင်ဘုံမှာနေကြတယ်ဟောမယံပိကိရဘောအနိစ္စတို့လည်းမမြဲဘူးဆိုပါလား
အထုဝါတို့လည်းမခိုင်မဘူးဆိုရလားအတ္တတတာတို့လည်းသာဝရမဟုတ်ဘူးဆိုရလားတို့လည်းတက္ကာယဆိုတဲ့ခန္ဓာထဲမှာအကျုံးဝင်နေတဲ့ဆိုရလားလို့ဆိုပြီးတော့သူတို့ထိတ်လန့်တုန်လှုပ်သွားကြတယ်မြတ်စွာဘုရားဟောတဲ့တရားကိုကြားရတဲ့အခါမှာအမှန်သိသွားကြတယ်ဗျာဘယ်တုန်းကမှသူတို့ဟာသိရမယ်ဆိုတာမထင်ဘူးကောင်းကင်ဘုံဒီသာဝရဘုံလို့ပဲသူတို့ထင်တယ်ဒါကြောင့်မလို့လူတွေကလည်းပဲဘုရားသခင်နဲ့သာဝရကောင်းကင်ဘုံဆိုတာမျောလင့်နေကြတာလေသာဝရလို့ထင်နေတာအဲ့ဒါတွေတခုမှသာဝရမဟုတ်ဘူးဆိုတာမြတ်စွာဘုရားကဒီသုတ်တံမှာဟောတယ်ဟောပြီးတော့အကျဉ်းချုပ်ပြန်ပြောတာလေးကဘာလို့ဆိုယထာပုဒ္ဒောယတာပုဒ္ဒောအပိညာယဓမ္မစက္ကံပိုတိမြတ်စွာဘုရားအမှန်တရားကိုသိရှိနားလည်ပြီးတော့ထေသနာဉာဏ်တော်ကိုအသုံးချပြီးတော့စတင်ပြီးတော့ရှင်းလင်းပြတယ်တဲ့နတ်နဲ့ကွာတော့တလောကလုံးကိုရှင်းပြတယ်မြတ်စွာဘုရားဟာဘယ်သူနဲ့မှမတူတဲ့အရေးချင်းရှိတဲ့မြတ်စွာဘုရားလောကကြီးကိုရှင်းပြတယ်ဘာတွေရှင်းပြတော့ဆိုရင်သက်ကာယလို့ဆိုတဲ့ခန္ဓာ၅ပါးအကြောင်းရှင်းပြတယ်နိရောဓဆိုတဲ့သက်ကာယချုပ်ငြိမ်းတဲ့နိဗ္ဗာန်အကြောင်းကိုရှင်းပြတယ်သက်ကာယသာသတမောခန္ဓာ၅ပါးဖြစ်ကြောင်းတရားကိုလည်းရှင်းပြတယ်အရိယစတ္ထင်္ဂိကံမက္ခံနော်တကယ်ကိုစစ်မှန်တဲ့အင်္ဂါ၈ပါးနဲ့ဖွဲ့စည်းထားတဲ့သက်ကာယချုပ်ရနိဗ္ဗာန်သို့ရောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားဆင်းရဲဒုက္ခတွေအလုံးရဲ့ချုပ်ကြောင်းလမ်းစဉ်ကိုလည်းရှင်းပြတယ်ဆိုလိုတာသစ္စာလေးပါးကိုရှင်းပြလိုက်တာနော်သစ္စာလေးပါးကိုရှင်းပြအဲ့တော့သက်ကာယဆိုတာသာကထင်ရှားရှိသောကာယကအစုဘာကိုပြောတာတော့ခန္ဓာ၅ပါးကိုပြောတာတကယ်ရှိတာခန္ဓာ၅ပါးမရှိတာကဘာတော့လို့ဆိုရင်ငါဟာလို့ထင်နေတာမရှိတာငါဆိုတာမရှိတာကငါလို့ထင်တဲ့ငါရဲ့အတ္တသူတို့ထင်တာအဲ့ဒါကမရှိတာရှိတာကခန္ဓာ၅ပါးရှိတယ်အဲ့ဒီခန္ဓာ၅ပါးထဲမှာသာဝရမြဲတဲ့ဆိုတဲ့အတ္တမရှိတာအဲ့ဒါမရှိတာအဲ့ဒါကြတော့သက်ကာယဒိဋ္ဌိလို့ခေါ်တယ်ခန္ဓာနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့အမြင်မှားမှုကိုသက်ကာယဒိဋ္ဌိသက်ကာယဆိုတာခန္ဓာ၅ပါးကိုပြောတာဒိဋ္ဌိဆိုတာအဲ့ဒီခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ထင်နေတဲ့အထင်ကိုပြောတာနော်အဲ့တော့ဒိဋ္ဌိကိုပဲအဲ့တော့ရှေပိထိကယုကတေဝဝဏဝန္တောရဲ့တတိနောဘုံတကူအမတန်ကြီးပြီးအရှိန်ဝါကြီးကြတဲ့ပြမကြီးတွေတောင်မှတက်တန်းရှိတဲ့ပြမကြီးတွေတောင်မှပဲဘိတာတန္တသပပါတောလန့်သွားကြတယ်သူတို့ကုန်ထိတ်လန့်တုန်လှုပ်သွားကြတယ်ဟာငါတို့လည်းမမြဲပါလားငါတို့ကသာဝရလို့ထင်နေတာပဲဟုတ်လို့လေချင်းသေးဟောက်လိုက်တဲ့အခါမှာပတ်ဝန်းကျင်မှာရှိတဲ့တိရစ္ဆာန်တွေကလန့်ဖြန့်ပြီးတော့ပုံညတယ်လို့ပဲမြတ်စွာဘုရားဟောလိုက်တဲ့တပည့်ဆက်ကြတရားကြားလိုက်တော့ဟာငါတို့လည်းမမြဲပါလားသဗ္ဗေသင်္ခါရအိဋ္ဌာထဲမှာငါတို့လည်းပါနေပါလားဆိုအကုန်လုံးလန့်ဖြန့်ကုန်ကြတယ်ဘာလို့လို့ဆိုရင်အဝိတိဝတ္တသက်ကာယထိုလေခန္ဓာ၅ပါးရဲ့စက်ဝင်နဲ့မထွက်ရသေးပါလားနော်အနိစ္စကိရဘောမယငါတို့လည်းမမြဲဘူးဆိုပါလားတို့လည်းဒီနေ့ကျတော့ပျက်စီးရမှာပါလားသုတ္တဝါအရဟတောဝါကြံမြတ်စွာဘုရားရဲ့စကားကိုကြားနာရတဲ့အခါမှာအလုံးဟာလန့်ဖြန့်ပြီးတော့သွားကြတယ်ဘာကြောင့်လမ်းဖြန့်သွားတာတော့ဆိုအမှန်သိရလို့ငကိုတုန်းကတော့အမှန်မသိတဲ့အခါကျတော့လူတွေကလွဲမှားပြီးတော့ကိုယ့်ကိုအထင်ကြီးတွေနဲ့နေကြတာပေါ့နော်အဲ့ဒါကြောင့်မလို့ဗုဒ္ဓဟောပြမှာဟောမှာအမှန်သိရဆိုတာဒီသုတ္တန်အရာအဲ့ဒါကိုမှတ်သားပြီးတော့တို့တွေအမှန်သိအောင်ကြင်ကြကြုတ်ကိုပွားများအားထုတ်ကြရမယ်ဖြစ်တယ်လို့ကိုယ်စီစ조사အားထုတ်နိုင်ကြပါစေကုန်သတည်း